လင်ပြီးတဲ့ကာလတစ်နှစ်ပြည့်တာတောင်မှပဲပြန်ပြီးတော့နလန်မထူနိုင်သေးတဲ့မိသားစုတွေနေရာထိုင်ခင်းခက်ခဲဖြစ်နေတဲ့မိသားစုတွေအလုံးလက်မဲ့မိန်းကလေးတွေကျမတို့ရဲ့ပတ်ဝန်းကျင်မှာအများကြီးကြုံတွေ့နေရပါတယ်ဒီငလင်လှုပ်ပြီးတော့ကဲရီတော့ဆွဲတယ်မနက်ခင်းကိုကဲရီဆွဲတယ်ညနေခင်းကျရင်လည်းပြန်လာထမင်းချက်တော့ပိုးပင်မန်းတာပေါ့ဒီဘိုက်ကြီးနဲ့ဟာနဲ့ဒီစေကန်းပြဖို့ဟာဟိုမနေ့လုံးမန်းနေရတုတ်ခရောက်ခဲ့ရတာပေါ့သူများထမင်းတွေပါသွားတန်းလို့ရှိရင်ကိုမတန်းနိုင်ဘူးခြေတော့မတန်းတော့သူများနေယူကျွေးမှစားရတာပေါ့အခက်ခဲတွေရတယ်တစ်မျိုးပြီးတစ်မျိုးကြုံရတယ်ငလင်းလက်လောက်ပြီးတော့အိမ်ပြန်တော့ကြတော့အိမ်မားတော့နောက်ဖေးတစ်ချမ်းပေါ့နော်ဟိုဟာပျက်စီးသွားတော့ရှိပါတယ်ကိုဝင်ရှိလာတဲ့ချိန်မှာပေါ့နော်ဟိုအစားအထွားဆောင်ရိုက်ဖို့ဘယ်မှာရိုက်လို့ရရများမသိဘူးဖြစ်နေလက်ထက်မှာလည်းအဆင်မပြေဘူးပေါ့ဆရာမကြီးကျွန်တော်ငလင်းကြီးဖြစ်သွားခဲ့ပေါ့နော်အဲ့မှာဆိုရင်လူတော်များများဒီအိမ်နွေးနေပျက်စီးတာတွေအသက်ဆုံးရှုံးတာမျိုးတွေမိသားစုဝင်တွေဆုံးရှုံးလိုက်တာတွေအလုပ်ကိုင်းတွေရက်တန့်သွားမျိုးရှိရပေါ့နော်အဲ့ထဲမှာမှဒီအမျိုးသမီးလေးတွေရဲ့ဒီမိန်းကလေးတွေကပို့ပြီးတော့မှထိခိုက်ခံစားခဲ့ကြရပေါ့နော်သူတို့လေးတွေအတွက်ကိုကျွန်တော်တို့ကဒီစိတ်သက်သာရစေဖို့အတွက်ဒီစိတ်မဆိုင်တဲ့တိတ်ဆွေးနွေးမှုလေးလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့မှဒီဒူဂျဲစင်တာလေးကိုစပြီးဖွင့်လှစ်ပေးခဲ့ပေါ့နော်ပုံမှန်ဆိုရင်သူတို့ဒီ cash တွေမှာနေလို့ရှိရင်သူတို့ရဲ့ခံစားချက်တွေကိုပုံမှန်လေးထုတ်ဖို့အတွက်ခက်ခဲပေါ့နော်အဲ့အတွက်သူတို့အမျိုးသမီးတွေကြီးပဲတည်တတ်နေလို့ရတဲ့ဒီရန်ဝန်းလေးတစ်ခုဖန်တီးပေးဖို့ဆိုပြီးတော့မှဒီ WJ စင်တာလေးကိုစပြီးတော့ဖွင့်လှစ်ပေးခဲ့ပေါ့နော်အဲ့လိုရှိမှအမျိုးသမီးတွေကလာပြီးလို့ရှိရင်သူတို့ရဲ့စိတ်ဒဏ်ရာတွေကိုရင်ဖွင့်လို့ရတယ်စိတ်ပိုင်းဆိုင်ရာကျမတို့ပေးရဲ့ကောင်းစနစ်တွေကိုသူတို့ခံယူလို့ရတယ်ပေါ့နော်ပြီးတော့သူတို့ကဒီအကြက်တွေကြားထဲမှာအကြက်ပင်ခံရရဆိုလို့ရှိရင်သွားစရာနေရကူရမရမဲ့အရှင်တွေကိုခန်းစားကြရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရှင်တွေဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့စင်တာလေးကိုလာပြီးလို့ရှိရင်ကျမတို့ပေးရဲ့ဝန်ဆောင်မှုတွေယူလို့ရတယ်ပေါ့နော်ကျမတို့ကစိတ်ပိုင်းဆိုင်ရာနှိမ့်သိမ့်မှုတွေလုပ်ပေးရရှိတယ်သူကအကြက်ဖက်မှုခံစားရတယ်ဆိုလို့ရှိရင်လေသူ့ကိုဘယ်လိုမျိုးအရာတွေနဲ့ကျမတို့ဘယ်လိုမျိုးနည်းနဲ့သွားရလဲဥပဒေနဲ့သွားမလားဒါမှမဟုတ်ကျမကြီးစောင့်ရှောက်မှုသူလိုချင်လားပေါ့နော်အဲ့ဒီအရာပေါ်ကိုမူတည်ပြီးလို့ရှိရင်ကျမတို့ဝန်ဆောင်မှုပေးရရှိပါတယ်ပြီးတော့ကျမတို့ရှိမှာဒီသားစကြနီးလန်နေလဲလာပြီးတော့မေးလို့ရတယ်ပေါ့နော်အမျိုးသမီးငယ်လေးတွေအပန်းဖြေစီယာနေရာလေးအနေနဲ့လဲကျမတို့ဖွင့်ထားရပေါ့နော်ဒီမှာအမျိုးသမီးတွေတွားရင်လိုင်းနဲ့အလှလာပြင်းလို့ရတယ်ပေါ့နော်ကျမတို့တို့အတွက်ကိုအလှပြင်းမဲ့ facility လေးကျမတို့ထားပေးထားတာရှိတယ်ပြီးတော့အသိပညာရစရာစာအုပ်လေးလာဖတ်လို့ရတယ်ပေါ့နော်ငလင်တစ်နှစ်ပြည့်နေပြီဆိုမဲ့လေဒီရက်ွက်ထက်မှာရှိတဲ့ကိုဝန်ဆောင်တွေရဲ့လိုအပ်ချက်ကတော့ကျမတို့အမြဲတမ်းလိုအပ်နေသေးပါပဲသူတို့မွေးဖွားတဲ့အချိန်မှာဆိုရင်သူတို့မွေးဖွားတဲ့ဈေးကလေးတွေကလိုအပ်တယ်သူတို့အပြင်ဆေးကမ်းမှာလည်းတက်မမွေးနိုင်ဘူးဆေးရုံမှာတက်မွေးဖို့အတွက်ဒီပတ်စံကို2 သိန်း 3 သိန်းကိုသူတို့မရှာနိုင်ဘူးစန္ဒာလေးကကြတော့မိန်းကလေးတွေအတွက်တီးတဲ့ခိုလုံတဲ့နေရာလေးလည်းဖြစ်တယ်ကိုကြုံတွေ့ခဲ့မရတွေရောကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့အကြောင်းအရာလေးတွေကိုပွင့်လင်းမြင်တာစွာထုတ်ဖော်ပြောဆိုနိုင်တဲ့စန္ဒာလေးလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမရောက်ခင်မှာပဲဆရာမတို့ဟောပြောတဲ့ဒီစန္ဒာလေးကပေးခဲ့တဲ့ဗဟုသုတလေးတွေနဲ့ကိုစိတ်သက်ခွန်အားဖြစ်ခဲ့တဲ့ဒီစင်တာလေးကိုစပြီးတော့တည်တာကတော့အမတွေကနေစပြီးတော့တည်တာပေါ့သူတို့ကဒီစင်တာလေးကတားဆက်ချာနီးလန်းနေပါတယ်လဲပြောပြတယ်ကိုကမိန်းကလေးဖြစ်နေတဲ့အပေါ်မှာအဲ့လိုဥစ္စာတွေအကုန်လုံးကကိုယ့်အတွက်အကျိုးရှိတယ်ပေါ့ဒီစင်တာလေးမှာရှိတဲ့အရာအားလုံးလည်းပို့ပြီးနှစ်သက်တယ်လိုအပ်ချက်တွေကတော့အများတန်းရှိနေမှာပါအဲ့ဒါကျမတို့ကတော့ဒီထောက်ပံ့တဲ့အဖွဲ့အစည်းအနေနဲ့လည်းဒီလုပ်ငန်းကြီးကိုပို့ပြီးတော့တိုးချဲ့ပြီးတော့လုပ်စေချင်ပါတယ်ကျမတို့စေဝါးတွေလည်းပို့ပြီးတော့ထောက်ပံ့စေချင်ပါတယ်ရှင်ဘာဖြစ်လဲဆိုရင်ဒါမှလည်းကျမတို့ရဲ့လုပ်ငန်းကြီးကမိခင်ရောကလေးရောတည်ဆုံးမှုနေပါပြီးတော့ခါမှာကျမတွေပျော်ရွှင်တဲ့ဘဝတွေကိုကျမတို့ရောက်ရှိမှာပါ When the earthquake struck, I was watching from afar and I was moved by the courage of those affected and the speed with which communities across Myanmar and around the world came together to help. After moving to Myanmar in December, I was fortunate to visit Mandalay and hear directly from some of those living through the aftermath. There's been progress in recovery, but a lot still to do, and women and girls in particular face extraordinary pressures. Last year, the UK's support included over £20 million raised by the British public. That spirit of solidarity remains. The UK is committed to working with the Myanmar people and helping communities recover and rebuild in safety, with dignity and hope. Today, we remember the lives lost and extend our deepest condolences, standing in solidarity with all those affected by the devastating earthquake that struck Myanmar on 28 March last year. The government of the Republic of Korea has provided emergency relief, including shelter and essential supplies, while also working closely with partners such as UNFPA to strengthen community resilience and support longer-term recovery. In particular, we remain committed to
to protecting women and girls who play a vital role in rebuilding families and communities. We'll continue to stand with the people of Myanmar and sincerely hope for their swift recovery and a more resilient future ahead. 1 year on, the earthquake may have passed, but its impact on women and girls continues. Recovery must mean that we restore access to health, to protection, and to psychosocial support, of course, apart from rebuilding the infrastructure. With our partners on the ground and with support from our donors, UNFPA remains committed to helping women and girls recover with dignity, with safety, and with hope.